မြန်မာဒေါ်လာရင်းကနေသင်ခန်းစာယူကြဖို့ထိုင်ဝမ်သတင်းဌာနဖော်ပြထိုင်ဝမ်ပြည်သူတွေအနေနဲ့မြန်မာဒေါ်လာရင်းကနေသင်ခန်းစာတွေယူကြဖို့ထိုင်ဝမ်သတင်းဌာနတိုင်ပေတိုင်းရဲ့စောင်းပါမှာတိုက်တွန်းထားပါတယ်မြန်မာစစ်တပ်ဟာလူအင်အားလက်နက်အင်အားတာလွန်ပြီးတရုတ်နဲ့ရုရှားစီကတိုက်လေယာဉ်တွေနဲ့ရဟတ်ယာဉ်တွေအပါအဝင်လက်နက်အထောက်ပံ့တွေရရှိနေပေမဲ့စစ်ကောင်စီရှုံးနိမ့်နေတယ်လို့စောင်းပါမှာဖော်ပြထားပါတယ်ထိုင်ဝမ်ပြည်သူတွေအနေနဲ့တရုတ်နဲ့စစ်ဖြစ်လာတဲ့အခြေအနေမှာမြန်မာတော်လှန်ရေးကနေယူသင်းတဲ့သင်ခန်းစာတွေအများကြီးရှိပါတယ်အမေရိကန်စစ်တပ်ကတော်မှာမြို့သားစစ်ရေးပညာလေ့လာနေပြီးတရုတ်နိုင်ငံရှဟိုင်းကြာအိုတောင်တက္ကသိုလ်က MBA ဘွဲ့ရထားတဲ့တရုတ်အရေးလေ့လာသူစောင်းပါရှင်အန်တိုနီယိုဂရာစီကိုကမြန်မာပြည်သူတို့ရဲ့ CDM လှုပ်ရှားမှုပျောက်ကြားနည်းဗျူဟာစိတ်သက်စစ်စင်ရေးစစ်ပွဲ Starlink Internet Line အသုံးပြုမှု Solar စွမ်းအင်အသုံးပြုမှုနဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေအနှောက်အယှက်ဖြစ်နေတဲ့အခြေအနေနဲ့နေသားကြအောင်နေထိုင်မှုဒရုန်းနည်းပညာအသုံးပြုမှုတို့ကိုထိုင်ဝမ်ပြည်သူတွေသင်ခန်းစာယူသင့်တယ်လို့ရေးသားဖော်ပြထားပါတယ်။ထိုင်ဝမ်မှာကွန်ပျူတာချက်တွေအထုတ်လုပ်မှုဟာအရေးပါတဲ့လုပ်ငန်းဖြစ်တာကြောင့်တရုတ်ကသိမ်းပိုက်လာရင်အဲ့ဒီလိုအရေးပါတဲ့လုပ်ငန်းတွေမှာထိုင်ဝမ်ပြည်သူတွေအလုံးမလုံးပဲနေသင့်တယ်လို့စောင်းပါရှင်ကဆိုပါတယ်။မြန်မာတော်လှန်ရေးအင်အားစုတွေဟာနိုင်ငံတကာထောက်ခံမှုကိုရရှိဖို့နဲ့လူအများသတိပြုမိလာစေဖို့လူမှုမီဒီယာတွေနဲ့အခြား digital platform တွေကိုအသုံးပြုခဲ့ကြပါတယ်။ထိုင်ဝမ်အနေနဲ့လည်းတရုတ်ကသိမ်းပိုက်ထားတဲ့အခြေအနေမှာတရုတ်စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ကွန်ပျူတာကွန်ရက်တွေကိုချိုးဖောက်ဝင်ရောက်ပြီးထောက်လှမ်းရေးသတင်းတွေစုဆောင်းတင်ပါတယ်။ဝါဒဖြန့်မှုတားဆီးရေးကိုလည်း online ကကြဲကြဲပြန့်ပြန့်လှုံ့ဆော်တင်တယ်လို့စောင်းပါရှင်ကတိုက်တွန်းထားပါတယ်။မြန်မာတော်လှန်ရေးအင်အားစုတွေဟာမတူညီတဲ့အစုအဖွဲ့တွေအများကြီးနဲ့စုဖွဲ့ထားပေမဲ့သူတို့ရဲ့ဘုံရန်သူဖြစ်တဲ့စစ်ကောင်စီကိုတိုက်ခိုက်ရေးအောင်မြင်စွာစီးရုံးမှုရရှိခဲ့ပါတယ်။ဒီလိုဗဟိုချုပ်ကင်မှုမရှိတာကြောင့်တော်လှန်ရေးအင်အားစုတွေကိုချိန်မှုန်းဖို့စစ်တပ်အတွက်ပိုခက်ခဲစေပါတယ်။ထိုင်ဝမ်အနေနဲ့လည်းအလားတူဗျူဟာမျိုးကိုကျင့်သုံးသင့်တယ်လို့စောင်းပါရှင်ကပြောပါတယ်။မြန်မာတော်လှန်ရေးဟာပြည်သူတွေရဲ့ထောက်ခံမှုကိုအခိုင်အမာရရှိထားတာကြောင့်ရန်ပုံငွေမလောက်လက်နက်ခဲယမ်းမလောက်ငှပေမဲ့ဒူဘေဒါဘေခံနိုင်ပါတယ်။ထိုင်ဝမ်အနေနဲ့ဒေတာရင်းရက်သားပြည်သူအဖွဲ့တွေအားကောင်းအောင်လှုပ်ဆောင်ပြီးစစ်ရေးအရာခုခံပြီးတော့တင်ပိုက်ထားတဲ့အတွက်ပေးဆက်ရမှုတွေတရုတ်အတွက်မခံနိုင်တဲ့အထိဖြစ်အောင်လှုပ်ဆောင်တင်တယ်လို့စောင်းပါရှင်ကပြောပါတယ်။စစ်တပ်ရဲ့ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်တွေအနှောက်အယှက်ဖြစ်အောင်လုပ်ဖို့အရေးကြီးကြောင်းမြန်မာတော်လှန်ရေးတပ်တွေကပြသထားပြီးဖြစ်ပါတယ်တဲ့။ပြည်တွင်းကထိုင်ဝမ်လူမျိုးတွေရောနိုင်ငံတကာရောက်နေသူပါစီလုံးဖို့အရေးကြီးတယ်လို့စောင်းပါရှင်ကထောက်ပြထားပါတယ်။တရုတ်ကတင်ပိုက်ထားတဲ့အခြေအနေမှာထိုင်ဝမ်တော်လှန်ရေးအဖွဲ့တွေအနေနဲ့မြန်မာတော်လှန်ရေးတပ်တွေလိုဒရုန်းတွေတုံးပြီးတိုက်ခိုက်တင်တယ်လို့စောင်းပါမှာဖော်ပြထားပါတယ်။စစ်တပ်ကလျှက်စစ်မီးနဲ့အင်တာနက်လိုင်းဖြတ်ထားချိန်မှာမြန်မာတော်လှန်ရေးတပ်တွေရဲ့ဆိုလာနဲ့မီးစက်တွေအသုံးပြုပုံ Starlink အင်တာနက်လိုင်းအသုံးပြုပုံတို့ကိုထိုင်ဝမ်ပြည်သူတွေလေ့လာထားတင်တယ်လို့စောင်းပါရှင်ကဆိုထားပါတယ်။တရုတ်ကထိုင်ဝမ်ကိုပိတ်ဆို့ထားတဲ့အခြေအနေမှာထောက်ပံ့ရေးလမ်းကြောင်းတွေမြေအောက်လမ်းကြောင်းတွေကထောက်ပံ့ရေးပစ္စည်းတွေရရှိနိုင်ရေးကြိုစဉ်းစားထားတင်ပါတယ်။မြန်မာတော်လှန်ရေးတပ်ဖွဲ့တွေဟာအွန်လိုင်းကလေ့လာတင်ယူပြီးဘုံတွေထုတ်လုပ်နေသလို 3D ပရင်တာနဲ့လက်နက်တွေထုတ်လုပ်နေပြီးဒရုန်းနည်းပညာအသုံးချနိုင်မှုကိုထိုင်ဝမ်ပြည်သူတွေအတူယူသင့်ပါတယ်။ဒီမိုကရေစီနည်းနဲ့ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ထိုင်ဝမ်ကိုတရုတ်ကသူတို့ပိုင်တဲ့ဒေသဖြစ်တယ်လို့ပြောဆိုထားပြီးဘေကျင်းအုပ်ချုပ်မှုအောက်ထားရှိရေးအင်အားသုံးဖို့လိုအပ်ရင်စစ်အင်အားသုံးမယ်လို့ပြောထားပါတယ်။တရုတ်ဝန်ကြီးချုပ်လီကီကျန်းကထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းရေးရှေ့တိုးဆောင်ရွက်သွားမှာဖြစ်ကြောင်းမကြာသေးခင်ကပြောဆိုခဲ့ပြီးနောက်တရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်တော့မယ်ဆိုတဲ့စိုးရိမ်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။ဒီလိုစိုးရိမ်မှုတွေထွက်ပေါ်နေချိန်မှာစောင်းပါရှင်ကထိုင်ဝမ်ပြည်သူတွေအနေနဲ့မြန်မာတော်လှန်ရေးတပ်တွေရဲ့လမ်းစဉ်ကိုနမူနာယူပြီးတော်လှန်ကြဖို့တိုက်တွန်းရေးသားထားတာဖြစ်ပါတယ်။